ဒါကတော့တဘာဝတရားကြီးကပေးတဲ့လက်ဆောင်တစ်ခုပါပဲသူကတော့စူးပန်းပွင့်ပဲဖြစ်ပါတယ်သူ့မှာကျန်းမာရေးအတွက်အကျိုးပြုတဲ့များစွာပါဝင်နေပါတယ်သူ့ကိုဒီတိုင်းစားလို့ရတယ်လို့ရေနွေးကြမ်းဖြစ်လဲတောက်သုံးနိုင်ပါတယ်နင်းဟာအသေးကျန်းမာရေးကိုအထောက်အကူပေးနိုင်တယ်လို့ဓမ္မရာမှန်စေပြီးကိုလက်စတရောဓာတ်ကိုလျှော့ကျစေနိုင်ပါတယ်စူးပန်းဆေးမှာအဆီထုတ်လုပ်နိုင်တယ်လို့ဆေးဝါးများငှက်ကလေးများအတွက်အစာအပြင်တဘာဝဆိုးဆေးပါရရှိနိုင်ပါတယ်ဒီဗီဒီယိုထဲမှာတော့စူးပန်းပွင့်မှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကပြုလုပ်ခဲ့ကြတဲ့မျက်နှာချင်းနီနှက်ခမ်းနီပြုလုပ်ပုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စိတ်ပါဝင်စားရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေ။စူးပန်းပွင့်တွေပွင့်ပြီဆိုတာနဲ့အလုပ်သမားတွေဟာပွင့်နေစင်းကအလျင်အမြန်ကူးကြရပါတယ်။စူးပန်းပွင့်တွေဟာမနက်အစောကြီးပွင့်ကြတာမျိုးဖြစ်ပါတယ်။သို့မဟုတ်ပါကစူးပန်းပွင့်ဟာညှိုးနှွမ်းကသူ့အာနိသင်လဲဆုံးရှုံးမှာဖြစ်ပါတယ်။ဒါဟာအရေးသွေးကိုများစွာထိခိုက်နိုင်ပါတယ်။ဂျပန်နိုင်ငံမှာတော့စူးပန်းပွင့်ဟာအရန်နာမည်ကြီးပါတယ်။သူ့မှာအာဟာရဓာတ်များစွာပါဝင်နေပြီးခန္ဓာကိုယ်အတွက်အထူးကောင်းမွန်ပါတယ်။ဒါဟာဂျပန်မင်းသမီးတွေနှုတ်ပြရတဲ့အကြောင်းရင်းရဲ့နောက်ွယ်ကလျှို့ဝှက်ချက်တစ်ခုပါပဲ။ခူးဆွတ်ပြီးတဲ့စူးပန်းပွင့်တွေကိုအချောက်ခံကအချင်းဖောက်ပါတယ်။ဒါဟာအလှဆုံးအယောင်ကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ပြီးနောက်ထောင်းမီပြုတ်ကအရေးစစ်ပါတယ်။အရေးကိုစံမော့အနှဲငယ်ထက်ကထက်ကမှွေပေးလိုက်တဲ့အခါနောက်ဆုံးမှာအနှစ်ကိုရရှိလာပါတယ်။ဒါဟာမျက်နှာချေပြုတ်လုပ်ခြင်းရဲ့အစပါပဲအနှစ်တွေကိုဘူးတွေထဲပြောင်းထည့်ကအချောက်ခံပါတယ်ခြောက်တွေ့သွားတဲ့ခဲတွေကိုထုတ်ယူကထောင်းပါတယ်ပြီးနောက်အသုံးပြုမဲ့ဘူးထဲထည့်ကလှပတဲ့အယောင်ဆင်းတဲ့မျက်နှာချေနီကိုရရှိပါပြီပါးပေါ်မှာအသုံးပြုရတယ်လို့နှုတ်ခမ်းဆိုးစေးအဖြစ်လည်းအသုံးပြုခဲ့ကြပါတယ်အနက်လေးကမွေးပြန့်တယ်လို့အယောင်ဆင်းကလည်းလှပချက်တည်းရှိလာပြီးစူးပန်းပွင့်ရဲ့အစွမ်းနဲ့အရွယ်တင်နှုတ်ပြမှုကိုလည်းပေးစွမ်းနိုင်ပါ